င်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့နေ့လေးဖြစ်ကြပါစေ။ဆ iam စောတီဆန်ဖြစ်ပါတယ်။ဆ iam ကဒီနေ့ဓာတ်ရင်းနဲ့နီးတို့ဂျိုပက်ချင်တဲ့လူတွေအားလုံးကိုဂျိုရှိခွင်ပတ်ရဲတွေကလိုက်ပြီးတော့ဆောင်ရွက်ပေးတာဖြစ်ပါတယ်နော်။ဂျိုရှိခွင်ပတ်ရဲတွေကအင်မတန်ကောင်းမွန်တဲ့ရဲတွေဖြစ်ပါတယ်။ဗဒနာကြနေတဲ့လူဘုံမိကြနေတဲ့လူအញ្ញံဆိုးတွေရှိနေတဲ့လူတွေအားလုံးကိုဆ iam ကစီစဉ်ဆောင်ရွက်ပေးမှာဖြစ်ပါတယ်။ဉာဏ်ဆိုးတွေလည်းကျေးစေတယ်။ကောင်းကျိုးတွေလည်းရစေတယ်။မကောင်းတာတွေကိုပယ်စေတယ်။ကောင်းတာတွေကိုဖြစ်စေတယ်။လက်လာပါတွေပွင့်စေတယ်။ဒါကြောင့်မလို့ဆ iam ကဂျိုရှိခွင်ပတ်ရဲတွေကိုဆောင်ရွက်ပေးတာဖြစ်ပါတယ်။ဂျိုရှိခွင်ပတ်ရဲတွေကဆ iam တို့ကဂျိုမင်းနေစီမှာဖျားကိုလှူမယ်။ဂျိုမင်းနေစီကမေတ္တာပို့ပြီးတော့ဆုတောင်းပြီးတော့ဂျိုမင်းနေလည်းအတူတကွလှူပြီးတော့ဒီဆောင်ရွက်တဲ့သူအားလုံးကိုဆောက်ရှောက်ပါဆိုပြီးတော့ဆ iam တို့ကအနံပေးတာဖြစ်ပါတယ်။ဒါကြောင့်မလို့ဆ iam ကဒီရဲတွေကိုနတ်ရဲတွေလို့ခေါ်ပါတယ်။ဒါပြီးရင်ဆ iam ကနဝင်းစီရဲတွေဆောင်ရွက်မှာဖြစ်ပါတယ်။နဝင်းစီရဲတွေကဓာတ်ရဲတွေဖြစ်ပါတယ်။ဒီဓာတ်နဲ့နတ်နဲ့ပေါင်းတဲ့ဟာစွမ်းအားရည်တူဖြစ်သွားတာကြောင့်အားလုံးအဆင်ပြေအောင်မြင်ကြပါတယ်။ဒါကြောင့်မလို့ညနေတဲ့သူတွေဘုံမိကြနေတဲ့သူတွေဒါမှမဟုတ်ပဲလစဉ်တစ်လတစ်ချိန်ပုံမှန်လုပ်တဲ့လူတွေရှိကြပါတယ်။လစဉ်ပုံမှန်လုပ်လို့ရှိရင်စစရာအဆင်ပြေအောင်မြင်ပြီးတော့အောင်ချင်းရနာအောင်ချောင်းဖြာပါသေးတယ်။အားကြောင့်မလို့ဆ iam ကဒီရဲတွေကိုဆောင်ရွက်တင်ပါတယ်လို့ပဋ္ဌာန်းဆက်အားလုံးကိုညွှန်ကြားခြင်းပါတယ်။အောင်စေပိုင်စေနိုင်စေခိုင်စေဒါဆ iam တို့အားလုံးပေါ့နော်ဂျိုရှိခွင်ပတ်ရဲတွေကိုဆောင်ရွက်ဖို့အတွက်လုပ်နေကြတာဖြစ်ပါတယ်နော်ဒါလုပ်နေကြတယ်ဆိုတာဆ iam တို့ကအခုဆောင်ရွက်တဲ့သူတွေအကုန်လုံးအတွက်ဒီဟာဆ iam တို့ဓာတ်ပုံတွေရိုက်ပြီးတော့ပြန်ပို့ပေးရပါမယ်နော်တယောက်နဲ့တယောက်ယုံကြည်မှုရှိအောင်လို့စီရင်ဆောင်ရွက်ပေးနေတာဖြစ်ပါတယ်ဒါဆ iam တို့လူတွေအကုန်လုံးနှဝင်းဆရာဆ iam တွေအကုန်လုံးဂျိုပတ်ဖို့အတွက်လုပ်နေကြတာဖြစ်ပါတယ်ဒါဆ iam ဝင်းဖြစ်ပါတယ်ဆ iam ဝင်းမှာဒါဆ iam မမြယူပါဒါမမြယူပါဒါဆ iam နီလာအောင်ပါဒါဆရာလှည့်ကြည့်လိုက်ပါဦးဆရာထူးနိုင်ပါဆရာထူးနိုင်ပါဒါဆရာကြော်ပါဆရာကြော်ပါဆရာကြော်ပါဒါဆရာအောင်မြတ်ပိုင်ပါဒါဆရာအောင်မြတ်ပိုင်ပါဒါဆရာတော့ဆရာညံလင်းဆန်းနေပြီးတော့ဓာတ်ပုံနိုင်ဖို့တည်းဖုန်းကင်ထားပါတယ်ဒါအကုန်လုံးဓာတ်ပုံတွေကိုဆရာဦးစီးပြီးရိုက်ပေးမှဖြစ်ပါတယ်နော်အားလုံးမင်္ဂလာပေါင်းနဲ့ပြည့်စုံတဲ့သူဖြစ်ကြပါစေစစရာဆင်ပြေချောမွေ့ကြပါ